အပိုင်းတော့မေပသိမင်းကြီးအောင်မှသူ့မနဲ့ကျွန်တော်ဆက်တော့ဘာတွေငိုင်းနေတာလဲဗျမြေပုံပြီးသွားပြီကြံကြစို့ဟေးဟုတ်လားကျုပ်လည်းအာတုဘမန္တနဲ့မလမကသဝင်းကြီးအောက်ရှိကုပြစ်ဘော်တွင်ထိုင်ရင်ဘိုက်ကလေးတို့ကာလာသားတတိုက်လောက်ကန်နေကြပုံကိုကြည့်နေမိတော့၏တွတ်ပြီဟင်ဘာလဲမြချင်းမုံညကြရင်နင်းတို့ပဲညဆောင်လေးအိပ်ပေးပါလားဟဲ့ဟိုဝိုင်းလေးပါလေးလှုပ်ချင်လှုပ်ပေါ့တိတက်ပူမနေနဲ့မြချင်းမုံအခုလုံနေတဲ့ကောင်တွေအားလုံးကဖဲသမားတွေကြီးပဲဟဲအေးဟဲဘာပဲပြောအဆဆရရနင်းရှိလို့သာငါလည်းတော်တော့တယ်မြချင်းမုံကစကားပြောရင်အိမ်ပေါ်တက်သို့တစ်ချက်လမ်းကြည့်လိုက်ပြီးဟဲငွေချင်းမုံတယောက်အမေအခန်းထဲဝင်ပြီးဘာတွေဝင်မွေနေလဲမသိဘူးမြချင်းမုံကကျုပ်ကိုပင်နှုတ်မဆက်နိုင်အားအပေါ်တက်သို့ကြိုက်ကြရပြည့်တတ်တော်၏ကျုပ်လည်းခုပြပေါ်၌တုံးလုံးပလက်လဲ၍စေစမ်းလက်ဆက်လုံရင်တပင်လုံးပြည့်သီးစွာတီးနေသောတညင်းမင်းကြီးကိုမော်ကြည့်မိ၏ငယ်တုန်းကဆိုအဖစိတ်မသိအောင်တညင်းသီးတွေတက်ခုနေတာပေါ့ပြီးတော့ဒီတညင်းမင်းကြီးအောက်မှာပဲကျုပ်ဤစိတ်ကူးပုံတန်တို့ကအတိတ်စီသို့ပြက်လန့်သွားကြပြီတဲ့လာသာသောညပတ်များတွင်ဤတညင်းမင်းကြီးအောင်၌ကျုံနှင့်မြချင်းမုံတို့စကားလက်ဆုံးပြောင်းမကုန်အောင်ဖြစ်ခဲ့ဘူးသည်မဟုတ်ပါလောအခုနင်းကမြို့မှာကြောင်းတက်နေရတော့ပြောမှာပေါ့နော်မပြောပါဘူးဟာငါကရွာကျောင်းမှာပဲတက်ချင်တာခက်တာကရွာမှာကလေးတန်းပဲရှိတာမဟုတ်ဘူးလားအိုးစာတင်တာပဲပြောဖို့မလိုပါဘူးပညာတတ်ကြီးဖြစ်ဖို့ကအဓိကပါပဲဟာဟုတ်ပါတယ်လေဒါနဲ့နင်းငါလိုမြို့မှာကြောင်းတက်ပါလားယင်တက်ချင်တာပေါ့ဟာငါဖေဒဲပြီးသားရှိရင်ငါဖေကဆက်ထားမှာအခုတော့အမေကအင်ဂျင်လေးတစ်ဖက်နဲ့ဆိုတော့စားဖို့တော့နိုင်မဟုတ်ဘူးလားမြကြီးမုံရဲ့ဟုတ်တာပဲငါတော့ဘာလို့နဲ့ဒီနေ့အောင်ရင်10တန်းအောင်ရောက်တော့မယ်10တန်းအောင်ရင်ကောလိပ်ကျောင်းသူကြီးဖြစ်နေပြီပေါ့နော်ငါကကောလိပ်ကျောင်းဆက်တက်ချင်တာဒါပေမဲ့ငါအမေကဝင်းကလေးဒီလောက်စားတက်ရင်တော်ပြီတဲ့နေအမေကလည်းစားတက်ချင်တာပဲဥစ္စာမင်းကလေးယောက်ျားလေးဘာဆိုင်လို့လဲယင်အမှန်တော့အမေကငါ့ကိုနောက်နေ့ကျရင်မြို့ကတတိသားနဲ့ပေးစားခြင်းလို့ကြောက်ထုတ်ချင်နေတာပါဟာဒါတော့လုံးဝမတရားဘူးဟာဘာမတရားတာလဲနေမေပေါ့နေမကြိုက်တာပဲဘာလို့သူကပေးစားရမှာလဲတွတ်ပြီနေဟာလေးတော်တော်ကြီးစရာကောင်းတယ်ဘာဖြစ်လို့လဲအမေပေးစားတဲ့လူကိုငါကြိုက်မကြိုက်မသိသေးဘူးနော်ဘလို့ဟုတ်တယ်လေအမေပေးသားမဲ့လူကိုငါမြင်မမြင်ဘူးသေးတာတကယ်တော့အဲ့ဒီလူဟာရုပ်ရှင်မင်းသားညက်လေးတို့လိုဇော်ခင်တို့လိုချောလှဆိုရင်ငါကပြန်ကြိုက်လိုက်မှာပဲနင်ကလည်းနှလုံးသားမရှိလိုက်တာရုပ်ချောတာနဲ့ပြန်ကြိုက်ရမယ်လို့လူပဲနှလုံးသားရှိတာပေါ့ဟာဒါပေမဲ့ပတ်စံရှိသလိုရုပ်လည်းရှိတော့ပိုကောင်းတာမဟုတ်ဘူးလားအေးလေဒါပေမဲ့ရုပ်ချောတာကပြုတ်စားလို့မရဘူးလေဖြစ်ပြန်ပြီငါကြိုက်တဲ့သူကရုပ်ချောပေမဲ့စင်းရဲနေရင်ငါစင်းရဲနေရမှာပဲမဖြစ်ပါဘူးငါစင်းရဲမှာကြောက်တယ်ဟာရုပ်ချောမချောပတ်စံရှိတဲ့သူကိုယူလိုက်ရင်တော့ငါချမ်းသာနေရမှာအမှန်ပဲနင်ကနှလုံးသားကိုငွေနဲ့ဖလှယ်ခြင်းတဲ့သူကိုကဲပါဟာဒါတွေမပြောနေပါနဲ့တော့တကယ်မဖြစ်သေးပါဘူးဒါနဲ့မနှက်ပြန်ငါမြို့ပြန်မှာနင်းလိုက်လဲပါလားမလိုက်ပါဘူးဟာတော်ထဲမှာသားကောင်လေးပါလေးရှာပြီးအမေသေးဖို့လေးရှာပေးရအောင်မယ်ဒါနဲ့နင်ခုပြန်လာတာငွေချင်းမပါဘူးနော်သူကအဖေနဲ့မြို့မှာနေခဲ့တယ်လေကဲတွတ်ပြီညစ်နေပြီငါအိတ်ချင်နေပြီဒါနဲ့နင်းလေကငါ့ကိုညကြမပြောမယ်ဆိုတဲ့စကားကဘာလဲအခုပြောလေညချင်းမိုးဤစကားကြောင့်ကျုပ်လည်းဒိန်ကနေဖြစ်သွားကဘာပြော၍ဘာလို့ရမှန်းမသိအောင်ဖြစ်သွားပြီးအယောင်အမားဖြစ်အနီးနားရှိမျက်ပင်တို့ကိုသာဆွဲနှုတ်မိတော့၏ငါမင်းနေတယ်လေဘယ်နဲ့ဆွဲနှုတ်နေရတာလဲသိပြီဘာလဲပတ်စံကြီးချင်းလို့လားမဟုတ်ပါဘူးနင်းကလည်းလေငါပြောမဲ့စကားငါ
ငါမပြောတော့ပါဘူးဟာသွားဘာမှမသိဘူးမပြောချင်ရင်နေဘယ်တော့မှမပြောနဲ့တော့ဒါပေမဲ့မိုးနဲ့မြေကြီးစုံစည်းနိုင်တဲ့တနေ့တော့ငါနင့်ကိုပြောပြလိုက်မယ်ထင်တယ်ဟာဟဲ့နင်ယူလားမိုးနဲ့မြေကြီးဟာဘယ်တော့မှဆုံးမလဲအေးလေဒါဆိုတော့မပြောတော့ပါဘူးဟာမပြောချင်နဲ့ကြွပြီတော့ငါအိတ်တော့မယ်အပိုင်းငါညာကြီးမုံတော်ကုတုပြီဟဲ့ပလုတ်တော့ဟာအလန့်တကြားနဲ့မသိမြင်ရဲ့ဖြစ်ဖြစ်ခေါ်လဲရပါတယ်ဟာအော်ရှင်ကိုခေါ်နေတာသုံးခုလေးခုရှိနေပြီရှင်သူကပဲခေါ်မကြအောင်မကြဖြစ်နေပြီကဲပြောဘာကိစ္စလဲဘာကိစ္စရမှာလဲရှင်ဒီညအိမ်ပြန်မှာလားဒီမှာပဲအိမ်မှာလားမေးမလို့ညဘက်မှာဖဲဝိုင်းလီလှုပ်အောင်မှာဆိုတော့ကျုပ်ပဲလူကြီးရှိတာနေအောင်မှာကောင်းမှာပေါ့ကွာဒါဆိုကျုပ်ပြန်မယ်ကာလာသားတွေနဲ့ဝင်ပြီးဖဲမရိုက်နေနဲ့အောင်တော့မြကြီးမုံတို့ညီမတို့ကတော်ရှာပါတယ်တော့ဖုန်းကြီးပွဲကပို့တဲ့မချောက်ပြားကြီးတွေကျုပ်ကိုပေးလိုက်တယ်ဒါမျိုးဆိုရှင်လို့မသိမြင်ကမချောက်ပြားကြီး၃-၄ပြားကိုဆွဲကမှုရသောမျက်နှာဖြင့်ပြန်ကြည့်တော့၏ကျုပ်နှင့်မသိမြင်ကအဖွားစိန်နောက်ဆုံးနေ့မှစ၍အလောင်းမြေချသည့်အထိဤအိမ်ဝိုင်း၌ဝိုင်းဝန်းလောက်ကင်ပေးရန်ရောက်ရှိနေခြင်းဖြစ်၏ဆရာတို့ဒီမှာ1600ကဧည့်သည်တွေဆရာတို့ကိုတွေ့ကျင်လို့တဲ့ဗကလေးစကားကြောင့်ကျုပ်လည်းမျက်နှာစိမ်းဧည့်သည်ဆိုသူများကိုအကဲခတ်လိုက်၏တယောက်မှမသိပါလားကြည်ရသည်မှာကျုပ်လိုနိုင်ငံကျော်မိုးဆိုးကြီးအားကျုံတော့ရာသို့ရောက်တော့ရိုက်ခိုင်လာရောက်တွေ့ဆုံဂါရဝလာပြကြရန်တူ၏အဟံထိုင်ကြကွယ်ဟုတ်ကဲ့ဘိုက်ကလေးရေအကျန်းရီအိုးနဲ့အမီးလေးယူလာခဲ့ကွယ်ဧည့်သည်တွေအခန့်ရအောင်ဟုတ်ကဲ့ဆရာတို့ခုလိုကျုပ်ကိုတကူတကလာရှာပြီးလာတွေ့တာဝမ်းသာလာပါတယ်ကွယ်ကျုပ်ကဟဲ့မရှိပါဘူးဟုတ်ကဲ့ခမကျွန်တော်တို့သိကျင်တာဟိုကျုပ်သိပါပြီလေကျုပ်ရဲ့တော်တွင်အတွေ့အကြုံနဲ့ရင်းသိပ်ဖို့ဇလန်းတွေအကြောင်းမဟုတ်ဘူးလားရပါတယ်ကျုပ်ဤစကားကြောင့်လူစိတ်နှစ်ဦးမှာခေါင်းကုပ်ပြီးတယောက်နဲ့တယောက်ကြည့်ကြ၏ပြီးမှမဟုတ်ပါဘူးခမကျုပ်တို့ကဟိုလေးကြီးဝိုင်းကောင်းတွေကိုလိုက်ရှာနေတာပါကျုပ်တို့ကငွေဘလောက်ထိုးဒိုင်းကောင်းခိုင်နိုင်တယ်မယုံနိုင်တာတော့လုံးဝမပူပါနဲ့ဒီအိတ်ထဲမှာငွေအပြည့်ပါတယ်ဟဲကျုပ်ထင်ကတက်စင်အောင်လွဲကြည့်ပြီးတဲ့လက်ဆက်သက်တော့ထိုပုဂ္ဂိုလ်များကနဲလဲပြီးဖဲရဲ့စားနေသောဖဲသမားများပင်တဲ့ဘလို့လဲမိတ်ဆွေကျုပ်တို့ဝင်ကစားလို့ဖြစ်မယ်မဟုတ်ဘူးလားဟာမဖြစ်ဘူးဒီမှာကလေးတွေအပျော်တမ်းစော့ကြတာပါစီးပွားဖြစ်မဟုတ်ဘူးဒီတော့တိခံပြီးပြန်ကြပါဘာလဲငွေနဲလို့လားမဟုတ်ပါဘူးဗျာဒီမှာကအဲ့ဒီလိုဝိုင်းကြီးမျိုးတကြီးကခွင့်မပြုပါဘူးအဲ့ဒါကြောင့်ပြန်ကြပါနော်ကျတို့မနေပြောဆိုပြန်လို့မှပင်မပြန်ချင်းနဲ့ထပ်ပြန်သွားကြ၏ဆဲတော့ဘာမှဖြစ်ဘူးလားအောက်မှာမင်းတို့ရှိတာတွေကြောင်သွားခြင်းလို့လားဒီကောင်တွေကနဲလက်ဖဲဝိစာတွေကွဘာမှလို့လဲဟဲ့ဘိုက်ကလေးမင်းယူနေချမ်းကအဖြူတွေကြီးပါလားလက်ဖက်ချောက်ကရှာမတွေ့လို့မခက်ခဲ့ရဘူးဘိုက်ကလေးစကားကြောင့်ကျုပ်လည်းလက်ဖက်ချောက်ရှာရဲအိမ်နောက်ဖေးသို့ထွက်ခဲ့ရာအိမ်နောက်ဖေးအရောက်တွင်အိမ်တွင်းမှပြန့်လွင့်သွားသောစကားတန်ကြောင့်ခြေလက်များကတုံဆန်းသွားတော့၏ဒီမှာငွေချင်းမုံဘာလဲအမေမသိခင်တရက်လောက်အထိကနင်းကြိုရောက်နေတာစုဘူးကြီးနဲ့အပြည့်ထည့်ထားတဲ့စိန်တွေဘယ်မှာရှိလဲဆိုတာနင်းသိရမယ်။အိုးဒါတွေငါမသိဘူး။အမေဆုံးတော့အမေအခန်းထဲကပစ္စည်းတွေဒီတိုင်းပဲ။နင်းအမေတတာကိုဖွင့်ကြည့်သေးတယ်ဆို။အိုးမဟုတ်တာ။ငါစီမှာဘာတော့မှမရှိတာ။နင်းမညာနဲ့နော်။အိမ်ပေါ်မိထွေးပြောတယ်။နင်းတော့ကိုရိုက်ဖွင့်တယ်တဲ့။ဘာပြောအောင်လဲဟင်။အေးဟုတ်တယ်ဖွင့်ကြည့်တယ်။လက်ကောက်10ခွင်းနဲ့ရွှေ30သားလောက်ပဲတွေ့တယ်။မညာနဲ့ရွှေ30သားမကဘူး။အိုးငါကဘာလို့ညာရမှာလဲ။မယုံရင်နေပေါ့။ဒါဆိုအဲ့ဒီပစ္စည်းတွေရောငါယူထားတယ်လေ။အေးဒါဆိုငါကိုတဝက်ပေး။အောင်မဘာလို့ပေးရမှာလဲ။အမေမသိခင်6လလောက်ကနေငွေလို့ဆိုပြီးအမေစီကရွှေ30သားချီးသွားတာငါမသိဘူးမြတ်မှတ်နေလား။အိုးအဲ့ဒါတွေငါပြန်ပေးလိုက်ပြီ။နင်ညာတာနင်မပေးရောက်သေးဘူးဆိုတာငါသိတယ်။အိုးပေးမပေးနင်းနဲ့မဆိုင်ဘူး
အမေကျင်နဲ့ရင်ပြီးတာပဲဟွန်းနင်ရောဘာထူးလို့လဲနိုင်သားကအမေနင်မနဲ့ထားတဲ့ဆန်ဆက်ကိုနင်တို့လင်မယားမောင်ပိုင်စီးထားတာငါမပြောချင်လို့ဒီလိုပြောကြကြည့်တဲ့လားဒါဆိုနိုင်သားမြို့ပြင်ကသစ္စာရောနင်တို့လင်မယားနှစ်ယောက်ရောင်းစားလိုက်တာသစ္စာလေးမှတ်မရလားနင်မစပိတ်ထားလိုက်တော့ငွေချင်းမုံမပိတ်နိုင်ဘူးကြားနေရသောစကားများအရာရှေ့ဆက်မငြိမ်ဖွယ်ရာအခြေအနေသို့ရောက်ရှိတော်မူကိုသိနေသောကျွန်ုပ်မှာချောင်းတန်ပေးရင်မိဖို့တဲသို့ဝင်သွားတော့၏ကျုပ်ကိုမြင်လိုက်သဖြင့်နှစ်ဦးစလုံးအခြေအတင်ပြောနေသူများရသွားတော့၏အော်တွတ်ပြီလာလေဘာယူမလို့လဲအော်ရင်းလေးခတ်မလို့လက်ဖက်ချောင်းနည်းနည်းလေးလာယူတာပါနင်းနဲ့ဟဲ့မိထွေးကိုယူခိုင်းလိုက်ပြီးရောရပါတယ်ဟာအပတ်မကြည့်ပါဘူးညကြရင်နင်းတို့ကိုကြွေးဖို့ငါဘူးသီးနဲ့စက်သားကာလာသားချက်ခိုင်းထားတယ်ဟုတ်လားကောင်းတာပေါ့ဟာပိုက်ဆာဆာနဲ့ညလေစားရတော့မှာပေါ့ဟဲကျတို့စကားပြောနေစဉ်အငယ်မငွေချင်းမုံကဆောင်းအောင်ဖြင့်အိမ်တွင်ဝင်သွားတော့၏ကျုပ်လည်းလက်ဖက်ချောက်ကိုခက်တတ်